ငါဘွားတွေကိုမဝင်လာဖို့ပြောတာနင့်ကိုမချစ်လို့မလို့နင့်ကငါအရန်ချစ်လို့ငါအသက်ထက်ဖို့ပိုချစ်လို့မဝင်လာတဲ့ငါဘွားတွေကိုမင်းတရားချင်းနေမတူတဲ့တိနေပဲငါတို့ရှေးမဆက်တဲ့နဲ့ခီတခုငါလည်းဒီလေတော့ရင်ဝင်တဲ့ကိုမဝင်လာချင်မှနဲ့ချစ်သူနန်းထိုက်တဲ့ပန်းမကိုက်ကိုမပိုင်ထိုက်တဲ့သူဝင်လာတဲ့ငါဘွားတွေကိုမင်းတရားချင်းနေမတူတဲ့တိနေပဲငါတို့ရှေးမဆက်တဲ့နဲ့ခီတခုဇူးခင်းတဲ့ဘွားလိုက်တဲ့သူမရှောက်ခိုင်းရက်တဲ့သူတွေတော့တွေ့ရမယ်လွမ်းနေနဲ့လွင်မျောနေတော့မယ်တဲ့ငါဘွားကမလားငါစရာကမလားအဲ့ဒါကြောင့်ငါရှိတဲ့ကြပြကမလားမင်းဘွားကလားမင်းစရာကလားချောင်းပြေကင်းသေးလဲစမဝါလူတိုင်းငါပြောတယ်နေနဲ့ငါကမတန်ဘူးတဲ့ဟုတ်ပါတယ်နေကိုယ်တိုင်ကလည်းငါပေါ်မှာမချစ်ပဲနဲ့ မင်းအတိုင်းငါပြောတဲ့စကားများငါနားတယ်မခါမင်းမိဘကပြောပြန်တယ်ငါ့ဆိုတဲ့လားဆိုတဲ့လားငါတို့တယ်ပြောရင်ကိုမမင်းဘာနှခုံးလုံးကလေးပလဲမဖြစ်ရွှဲမဖြစ်တဲ့လူရှင်တော်တရားလို့ကွာမမှန်တဲ့အသားချစားခံရတဲ့လားချစ်သူရဲ့နေပြောတဲ့စကားငါနာမှာလည်းတကယ်ခါတာပြစ်တွေမဲ့စိတ်ကူးရှင်တဲ့အိမ်မက်ကပါလေးပြက်စီးသွားလဲမင်းချိုက်တယ်လို့သာထားပါဝင်လာတဲ့ငါဘွားတွေကိုမင်းတရားချင်းနေမတူတဲ့တိနေပဲငါတို့ရှေးမဆက်တဲ့နဲ့ခီတခုငါလည်းဒီလေတော့ရင်ဝင်တဲ့ကိုမဝင်လာချင်မှနဲ့ချစ်သူနန်းထိုက်တဲ့ပန်းမကိုက်ကိုမပိုင်ထိုက်တဲ့သူဝင်လာတဲ့ငါဘွားတွေကိုမင်းတရားချင်းနေမတူတဲ့တိနေပဲငါတို့ရှေးမဆက်တဲ့နဲ့ခီတခုဇူးခင်းတဲ့ဘွားလိုက်တဲ့သူမရှောက်ခိုင်းရက်တဲ့သူတွေတော့တွေ့ရမယ်လွမ်းနေနဲ့လွင်မျောနေတော့မယ်တဲ့မချမ်းအေးနေပဲမင်းငါရင်မလွန်တေးတွေနဲ့ပြင်းတဲ့ခနေဟန်ချမ်းမများတဲ့ချစ်ရင်ထဲမှာထုံတွေနဲ့နေပွင့်တွေနဲ့ဒူလွမ်းတွေချွေမဲ့မနှက်ပြန်ကိုလဲငါဆန္ဒမပါပဲဖြတ်တန်းရအောင်မေဒီချိန်မှမရှိပဲမဲ့ငါရင်ထဲမရှိသလိုပဲတွေ့ချင်ထားစေမဲ့ယူထားစေတာနဲ့ပဲပြည့်စုံနေတဲ့သူပါတကယ်မှမင်းမသိလို့ချစ်ရဲ့ငါဆိုတာမင်းမရှိလို့ဖြစ်မမှန်တဲ့အသားချစားခံရတဲ့လားချစ်သူရဲ့နေပြောတဲ့စကားငါနာမှာလည်းတကယ်ခါသွားပြည့်တွေမဲ့စိတ်ကူးရင်နဲ့အိမ်မက်ကပါလေးပြက်စီးသွားလဲမင်းကြိုက်တယ်လို့သာထားသွားဝင်လာတဲ့ငါဘွားတွေကိုမင်းတရားချင်းနေမတူတဲ့တိနေပဲငါတို့ရှေးမဆက်တဲ့နဲ့ခီတခုငါလည်းဒီလေတော့ရင်ဝင်တဲ့ကိုမဝင်လာချင်မှနဲ့ချစ်သူနန်းထိုက်တဲ့ပန်းမကိုက်ကိုမပိုင်ထိုက်တဲ့သူဝင်လာတဲ့ငါဘွားတွေကိုမင်းတရားချင်းနေမတူတဲ့တိနေပဲငါတို့ရှေးမဆက်တဲ့နဲ့ခီတခုဇူးခင်းတဲ့ဘွားလိုက်တဲ့သူမရှောက်ခိုင်းရက်တဲ့သူတွေတော့တွေ့ရမယ်လွမ်းနေနဲ့လွင်မျောနေတော့မယ်တဲ့ဝင်လာတဲ့ရဲ့ကိုရှိန်နေနိုင်ရှိရင်နောက်ဆုံးချိန်နေဒီသစ္စာတရားတွေကရောင်းနေမေလို့သွားပါတယ်ဝင်လာတဲ့ရဲ့ကြွယ်မှုတွေနဲ့နိုင်ရှင်နိုင်ဘယ်ချိန်နေရောက်ဆုပ်ကန်ထားမယ်လက်လေးတစ်စုံကိုနေမေးသွားပါတယ်ဝင်လာတဲ့ရဲ့ရမပြေဆုံးခြင်းကဝမ်းနေတိုင်းမိလို့ရတဲ့ပခုံးကလေးကိုအယောင်နေမိန်လို့သွားစေတယ်တကယ်တော့ချစ်ဆိုတာပိန်နေအောင်မောင်းလာမှဘုံမထင်ရှားလာတဲ့ကျဲကလေးတစ်လုံးမှချစ်သူ